Formula 1 လောကမှာတော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖက်သွားစေမဲ့တရင်ကြီးတစ်ခုထွက်လာပါရဲ့ဗျာအမေရိကန်ရဲ့ဂုဏ်ယူစရာကအမတန်စိတ်ကြီးတစ်ခုကပန်ကားလောကရဲ့အမြင့်ဆုံးနေရာကိုဝင်လာတော့မှာပါဟုတ်ပါတယ် Cadillac F1 အသင်းရဲ့အိမ်မက်တစ်အကြောင်းအတူတူကြည့်လိုက်ကြရအောင်ကဲဒီမှာကြည့်လိုက်ပါ7ဒီကနန်းကဘာကိုဆိုလိုတယ်လို့ထင်ပါသလဲဒါက Formula 1ပြန်ကကွင်းဖော်မရှိလာတော့မဲ့အသင်းအရက်တွေပါပဲဟုတ်ပါတယ်လက်ရှိအသင်းဆက်သင်းအပြင်နောက်ထပ်အသင်းတစ်သင်းအသစ်ဆက်ဆက်ထပ်တိုးလာတော့မှာပါအဲဒီဆက်တစ်သင်းမြောက်အသင်းကဘယ်သူဖြစ်မလဲဆိုတော့တော်တော်များများထင်မထားတဲ့နာမည်ကြီးတစ်ခုပေါ့ကမ္ဘာမော်တော်ကားလောကမှာတကယ့်ကိုအယာမကုမ္ပဏီကြီးဖြစ်တဲ့ General Motors ကအပြည့်အဝကြောထောက်နောက်ခံပေးထားတဲ့ Cadillac Formula 1အသင်းပါပဲသူတို့ဟာ American ရဲ့ Engineering ပညာရပ်တွေကိုကမ္ဘာအကြီးကျယ်ဆုံးပြိုင်ငန်းစစ်မင်းပေါ်ယူဆောင်လာတော့မှာပဲဟုတ်ပြီပထမဆုံးအနေနဲ့ရင်မောင်းတွေအကြောင်းကြည့်လိုက်ရအောင်စတီလင်နောက်ကွယ်မှာဘလို့ကြွေးကြုံရှင်တွေကဒီအသင်းသစ်ကြီးကိုဥဆောင်သွားမလဲပထမတစ်ယောက်ကတော့ F1 ပရိသတ်တဲ့နဲ့ယင်းနီးပြီးသားဖြစ်တဲ့ Valtteri Bottas ပါပဲ Mercedes တို့အသင်းကြီးမှာအောင်မြင်မှုတဲ့အများကြီးရခဲ့သူ့ရဲ့အတွေ့အကြုံတည်ငြိမ်မှုနဲ့အနိုင်လိုစိတ်ကအသင်းသစ်ဆက်တစ်ခုအတွက်ကတော့ဒါကတကယ်ကိုအဖို့မဖြတ်နိုင်တဲ့အားပါချက်ကြီးတစ်ခုပေါ့ဗျာသူ့ရဲ့ draft pad ကလည်းမခီးပါဘူးမက္ဆီကိုရဲ့ကာကွယ်ရေးဝန်ကြီးလူတောင်ခစ်စနိုခေါ်ကြတဲ့ Sergio Perez ပါသူ့ရဲ့မဟာဗျူဟာကြမောင်းနေပုံပြိုင်ဘက်ကိုဖိအားပေးနေတဲ့စွမ်းရည်ကဘော်တာစီရဲ့တည်ငြိမ်မှုနဲ့ပေါင်းဆက်လိုက်တဲ့အခါတကယ်ကိုကြောက်စရာကောင်းတဲ့အတွဲဖက်တစ်ခုဖြစ်လာမှသိကြပါတယ်။ကဲဒုတိယပိုင်းကတော့သူတို့ရဲ့ engine master plan ပေါ့နှစ်စစ်နဲ့တွားမဲ့မဟာဗျူဟာအကြောင်းပြောပြချင်ပါတယ်။ Cadillac ဟာသူတို့ရဲ့အဓိကအကြောင်းဆုံးအပိုင်းမှန်ဖြစ်တဲ့ engine တို့ဘလိုမျိုးရရှိစီမံကိန်းဆွဲထားလေကြည့်ကြအောင်။သူတို့ရဲ့ချင်းခပ်ပုံကတော်တော်လေးကိုလက်တွေ့ကြပြီး smart ကြပါတယ်။2016ခုနှစ်မှာပြိုင်ပွဲဆော့ဝင်တဲ့အခါ Ferrari ရဲ့တက်သေးပြပြီးသားစိတ်ချရရဲ့ power unit ကိုယင်သုံးပြီးအတွေ့အကြုံယူမယ်။ပြီးမှ2018မှာတော့ General Motors ကကိုယ်တိုင်ထုတ်လုပ်တဲ့ engine အပြည့်စုံနဲ့အကွင်းထဲကိုဝင်လာမှာပါ။ဒါအရေးရှိမှာကိုချီတော့ဘော့ကိုရည်တည်နိုင်မှုအတွက်တကယ်ကိုချမ်းမြတ်တဲ့အစီအစဉ်တစ်ခုပါပဲ။ဆိုတော့နောက်ဆုံးအပိုင်းပေါ့။2026ကိုရောက်ဖို့ဘာတွေဖြစ်လာနိုင်မလဲ။ဒီ American ကဥရောပရဲ့ပေါင်းစပ်မှုနဲ့ဘာတွေမျှော်လင့်ထားလို့ရမလဲ။ဒီစကားကသူတို့ရဲ့အကြီးမန်းချက်ကိုအရှင်းဆုံးဖော်ပြနေရပါပဲ။ဒါကကားပြန်တာတက်တဲ့ပိုးပါရဲ့။ American ရဲ့နီးပညာအတွေ့အစမ်းနေရဲ့ဥရောပရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံနေရဲ့ဒီနှစ်ခုရဲ့အကောင်းဆုံးတွေကိုပေါင်းစပ်ပြီးတော့ပြိုင်ဘက်တွေကိုစင်ခေါ်ဖို့ကြိုးစားနေရပါ။အဲ့ဒီတော့အဓိကဆုံးမိကုန်းကဒါပါပဲ။ American ရဲ့စမ်းတက်တဲ့နီးပညာတွေနဲ့ဥရောပရဲ့နှစ်ပေါင်းများစွာရှည်ကြတဲ့ပြိုင်ပွဲအတွေ့အကြုံတွေပေါင်းစပ်လိုက်တဲ့အခါမှာဒါဟာအောင်မြင်မှုအတွက်လိုအပ်တဲ့ formula တစ်ခုဖြစ်လာနိုင်မှာမလား။အဲ့ဒီတော့ဒါကပဲ Cadillac ရဲ့ခီးမှာကျွန်တော်တို့အားလုံးရင်ခုန်စိတ်လို့ရှားစွာနဲ့စောင့်ကြည့်ရမယ့်အဓိကအချက်ဖြစ်လာမှာပါဒီမေးခွန်းတွေအားလုံးရဲ့အဖြေကိုတော့2026မှာသိရတော့မှာပါ Cadillac F1 အသင်းရဲ့ခီးစဉ်ကတော့တရားဝင်စတင်ပါပြီကဲအမေရိကန်ရဲ့အိမ်မက်တစ်ခုကမ္ဘာပြိုင်ကားကွင်းပေါ်မှာဘယ်လိုများအသက်ဝင်လာမလဲဆိုတာ2026မှာအတူတူစောင့်ကြည့်ကြတာပေါ့